ပညာရေးနဲ့သင်များနည်းပညာဒီပလိုမာသင်တန်းအမှတ်စဉ်နဲ့နှစ်မြင့်ဆောင်2026ပေါ့နော်သင်တန်းသားသင်တန်းသူဆရာဆရာမများအားလုံးမင်္ဂလာပါဒီကနေ့ကတော့ကိုကဲဒီ Gemini ကနေပေါ့နော် Visual Poster ထုတ်လုပ်နည်းကိုဖန်တီးနည်းကိုပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးကျမတို့ကိုကဲကိုသွားမယ်ပြီးရင် Gemini ကိုရိုက်ထည့်လိုက်မယ်ပြီးလို့ရှိရင်Gemini နော် website ထဲကိုဝင်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျမတို့ကိုလိုချင်တဲ့ poster ပေါ့နော်ကိုကအလဲတန်းဆင်းအကြောင်းသားအကြောင်းသူတွေအတွက်ထုတ်လုပ်ချင်တာဖြစ်တဲ့ကြောင့်ဒီလိုစာလေးကိုတော့ရေးပြဖို့လိုပါတယ်အဲ့တော့အလဲတန်းဆင်း grade 6ပါ grade 7လုံးမဲ့သူဆို grade 7ပေါ့အဲ့ဒါမျိုးလေးရေးပြပါတော့ကျောင်းသားကျောင်းသူတွေအတွက်လုံးမှာဖြစ်တဲ့ကြောင့်ကျောင်းသားကျောင်းသူတွေအတွက်ဆိုရဲအကြောင်းအရာလေးထည့်ပေးဖို့လိုတယ်အဲ့တော့ဘွားဒတာကျန်းကျင်စရာဖန်တီးမှာဖြစ်တဲ့ကြောင့်ဘွားဒတာကျန်းကျင်စရာဘာသာရဲ့အတွက် visual poster တစ်ခုဖန်တီးပါလို့ပြောမှာပေါ့အဲ့ကကြရင်ဘယ်အကြောင်းအရာကိုဖန်တီးရမလဲဆိုတော့သိဖို့အတွက်ကျမတို့လားဆရာတို့ဆရာမတို့ရွေးချယ်ထားတဲ့ခေါင်းစဉ်လေးနဲ့ပတ်သက်တဲ့ဟာကိုရေးပြရမှာဖြစ်ပါတယ်ဥမာကျွန်မကနော် grade 6တဲကဒီတဘာဝနဲ့လိုက်ရောညီထွေနေထိုင်ခြင်းနယ်ပယ်တဲကရွေးမှဖြစ်တဲ့ကြောင့်အဲ့ဒီနယ်ပယ်တဲကဆိုတော့ရေးပြီးတယ်ပြီးရင်ဘေးရန်နယ်ရှော့ချရေးနယ်ပယ်ခွဲရှိတာဖြစ်တဲ့ကြောင့်အဲ့နယ်ပယ်ခွဲကနဲ့မှဒီ 9.2 ကျူတင်ပြင်ဆင်အစီအစဉ်သင်ခန်းစာအကြောင်းကို poster လုပ်ချင်တာဖြစ်တဲ့ကြောင့်အဲ့ဒီအကြောင်းအရာလေးအသေးစိတ်ရေးပြရပါမယ်ပြီးလို့ရှိရင်ကျမတို့ visual poster ဖန်တီးပေးပါတက်ဆိုင်ရာပုံရိပ်ကလေးတွေပုံလေးတွေဖန်တီးထည့်ပေးလို့ပြောတယ်ပေါ့ပြီးရင် spelling မှန်ဖို့အတွက်ကလည်း correct spelling ဖြစ်အောင်လုပ်ပေးပါလို့ပြောလိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျမတို့က date ကိုနာမည်ပေါ့နော်ဆရာမတို့ရဲ့နာမည်လေးရေးမယ်ပြီးရင်ရက်စွဲလေးရေးမယ်အဲ့ဒါလိုလေးထည့်ပေးဖို့ပါတောင်းဆိုပေးပါနော်ညွှန်ကြားချက်မှာအဲ့လိုလေးရေးပါပေါ့နော်အဲ့ဒါမှဆရာတို့ဒီ individual work အတွက်အထောက်ထားဖြစ်ပါတယ်ပေါ့ဥပမာပေါ့နော်ဥပမာပေါ့ဆရာဆိုလို့ရှိရင်လည်းဆရာဦးစောဘယ်မြို့နယ်ပေါ့တန်းခွဲဘလောက်ပေါ့ရက်စွဲဘလောက်ဆိုပြီးအဲ့လိုလေးရေးလို့ရတယ်ပေါ့နော်အဲ့ဒါကတော့ဒီ poster ရဲ့ down လေးမှာရေးပေးပါလို့ကျွန်တော်တို့ကညွှန်ကြားချက်ပေးလို့ရ poster ရဲ့အောက်မှာ poster ရဲ့ထိပ်မှာပေါ့ကြက်တလို့ညွှန်ကြားချက်ပေးပေါ့ကိုညွှန်ကြားချက်ပေးတဲ့အတိုင်းသူကဖန်တီးပေးတာပထမတစ်ပုံလုံးဆိုရင်သူကဒီ landscape ပေါ့အလျားလိုက်ဖန်တီးပေးတာအဲ့ခါကျမကအလျားလိုက်မကြိုက်တဲ့ခါကျ down လိုက်ပြင်ဆင်ပေးပါလို့ပြန်ပြောတဲ့ခါမှာသူကဒီလိုမျိုးလေး down လိုက်ပြင်ဆင်ပေးတယ်ပေါ့နော်အဲ့လိုလေးပေါ့ကိုလိုချင်တဲ့ပုံစံဖြစ်ဖို့အတွက်ကိုလိုချင်တဲ့ပုံစံမဟုတ်သေးဘူးဆိုပြန်ပြီးတော့ညွှန်ကြားချက်တောင်းပေးပေါ့နော်အဲ့ကကြရင်ကိုပိုစတာမှာပါတဲ့စာလေးတွေလည်းဖတ်ကြည့်မှားနေတဲ့အချက်တွေပါတယ်ဆိုလို့ရှိရင်မှားနေတဲ့အချက်လက်တွေများနေတယ်ဆိုလို့ရှိရင်ကျမတို့ကအဲ့မှာပြန်ပြီးတော့ edit လုပ်ပေးပါပြင်ပေးပါဆိုပြီးညွှန်ကြားချက်ထပ်ပေးပေါ့ပြန်ခိုင်းပေါ့နော်အဲ့ကသူကပြန်ပြီးတော့ပြင်ပေးလိမ့်မယ်ပေါ့နော်အဲ့တော့ဆရာတို့ဆရာမတို့စိတ်တိုင်းကြတဲ့ပုံဖြစ်ပြီဆိုလို့ရှိမှဒါလည်းဒီပုံလေးကိုထောက်လိုက်ပြီးတော့မှ download image ဆိုပြီးလုပ်ပေါ့နော်ဒါကတော့ကျွန်မဖန်တီးထားတဲ့ poster လေးတွေဖြစ်ပါတယ်အဲ့တော့ဒီ AI ကိုသုံးတတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ poster တွေအလွယ်တကူပဲထုတ်လို့ရတာဖြစ်ပါတယ်ဒီမှာဆိုရင်ဆုံးဖြတ်ချက်ကထုတ်လုပ်နည်းလေးပါကျွန်မထုတ်ပေးထားပါတယ်ဒါကတော့ဆုံးဖြတ်ချက်ကလေးဖြစ်ပါတယ်ဒီဆုံးဖြတ်ချက်ကကလေးကကလေးတွေအတွက်ကောဆရာဆရာမတွေအတွက်ကော set assessment set reflection လုပ်တာအတွက်ကောင်းတယ်ပေါ့နော်အဲ့တော့ပထမဦးဆုံး screen recorder သုံးပြီးတော့မှတ်တမ်းတင်ပါတယ်ပြီးလို့ရှိရင် InShot သုံးပါတယ်ပြီးရင် voice record လုပ်ပါတယ်ပြီးရင်တော့ edit လုပ်ပါတယ်စာသားတွေဖြည့်ပါတယ်poster ပြုလုပ်တဲ့နည်းအစဉ်စဉ်ကိုညွှန်ကြားပေးထားတာဖြစ်တဲ့အကြောင်းအကောင်းဆုံးလှုပ်ဆောင်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်